မင်္ဂလာပါကျွန်တော်နာမည်ကတော့ဦးစောဝဲမောင်ပါတော့အခုမျိုးသားပူဇော်40တင်လက်ထောက်နီးပြတောင်းထားပါပြင်ဆင်ထားတာတော့ကျွန်တော်လူစုံတက်စုံလုပ်နေတာတော့နည်းနည်းကြာသွားပြီပေါ့နော်တေချာနီးပြကြီးပထမဒီတရုတ်ပွဲတွေဒီ AFC ပွဲတွေကိုကြည့်ပြီးတော့သူအကောင်းဆုံးပြန်ပြင်ဆင်နေပါတယ်ကျွန်တော်မှုရှိပါတယ်ဒါပေါ့လိရဲ့အကောင်းဆုံး player တွေကိုအဆုံးနီးပြကြီးအဆင့်ဆင့်ရွေးချယ်ပြီးတော့စကားတင်ထဲမှာ16ယောက်ပေါ့နော်သူဖြတ်လိုက်တာပေါ့ဟိုတဖြည်းဖြည်းနဲ့လည်း player တွေကသူ့ရဲ့ကစားကွက်တွေကိုတော်တော်လေးအဝင်လာပြီးတော့တိုးတက်မှုတွေကတော့တော်တော်ရှိလာပါကောင်းပါတယ်ဆိုတော့အခုပေါ့အကြီးငယ်မျှနေတာပေါ့နော်အကြီးငယ်မျှနေတော့အကြီးတွေကလည်းဆွဲခေါ်တယ်အငယ်တွေကလည်းကြိုးစားထုတ်မှုတွေကဒီရထက်အများကြီးကောင်းလာတယ်ပေါ့နော်နီးပြကြီးကလည်းစိတ်ရှိနဲ့ဒီ player တွေယုံကြည်မှုရှိလာအောင်သွန်သင်ဆုံးမနေပါတယ်အခုဒါနီးပြကြီးကတော့သူကတပွဲချင်းတီကို analyze လုပ်ပြီးတော့သူဒီ training ပွဲမှာတေချာပြင်ဆင်နေတာပေါ့နော်ဒီသူတို့ကိုလည်းကြည့်ပြီးပြင်ဆင်လို့ကိုအသင်းရဲ့ form ကိုလည်းသူမရရအောင်ဒီဆောက်နေပါတယ်တော်တော်လေးလည်းအဆင်ပြေလာပါဘူးပွဲတွေကဒါတပွဲချင်းစီက final ပဲကျွန်တော်ဒီအတွက်တွေကတော့နော်ဖက်လဲဆော့မှာဆိုလေပြီးတော့ပွဲ3ပွဲကဇက်တိုက်ကံမှာဆိုတော့ကြံ့ခိုင်မှုပိုင်းတွေကိုလည်းတေချာတိဆောက်ထားတယ်ကစားတဲ့အပိုင်းတွေပေါ့နော်ဒီပြကြီးကတော့အစောကြီးကတေချာပြင်ဆင်နေပါတယ်ကျွန်တော်ကဒါစီဂိမ်းဆိုတာနှစ်ကြိမ်လို့တဲ့ပွဲတော်ကြီးပေါ့နော်နိုင်ငံတိုင်းကလည်းအောင်မြင်မှုရဖို့အတွက်အစွမ်းကုန်ကြိုးစားနေကြတာပေါ့အဲ့တော့ကျွန်တော်တို့ဒီအာသာနီးဘယ်အာသာနီးပဲဖြစ်ပေါ့နော်ပြည်သက်ကကျွန်တော်တို့ကခွန်အားပါနောက်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီပူဇယ်တို့ဘောလုံးတို့ပို့ပြီးတော့အားပေးတဲ့အတွက်ပြည်သက်တွေရဲ့အားမရှိမဖြစ်လိုအပ်ပါတယ်ပြီးတော့ကျွန်တော်တို့ယူရီးယားရောက်တဲ့အချိန်ကြောင့်လည်းထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာတွေလည်းလုံအားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လာရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်မြန်မာနိုင်ငံပြည်သက်တွေလည်းကျွန်တော်တို့အပြည့်အဝအားပေးပါအောင်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ